ညာဆယ်နာရီကျော်မှကိုခင်ပြန်ရောက်လာသည်ကိုခင်အုံထဲဝင်လာသည်နင်းခိုင်တယောက်တနေ့လုံးကြုံတွေ့ခဲ့ရသမျှကိုရင်ဖွင့်တိုင်တန်းတော်သည်ကိုခင်ဒီအိမ်ကတကယ်မကောင်းမှုထင်တယ်ခိုင်ချက်ထားတဲ့ဟင်းတွေကမနစ်ပိုင်းအတွင်းပုတ်ကုန်တာပြီးတော့အဘော်ဓာတ်ကတရုတ်တိုင်ဆွဲတဲ့အတန်းကြီးကလည်းခိုင်ကိုယူးစေတော့မယ်ကိုခင်ကခက်ရဲရဲပင်တုံ့ပြန်သည်သူကအလုတ်ကပြန်လာ၍ပင်ပန်းနေသည်မို့ခိုင်ဤစကားများကိုအလေးနဲ့မထားပုံပဲမင်းလာလဲအိမ်သစ်ဆိုတော့စိမ့်နေလို့ဖြစ်မှာပါဟင်းတွေကတော့ဈေးကလေးကမလတ်တာဝယ်မိလို့နေမှာပေါ့အပေါ်တက်ကအတန်ကတော့ကြွတ်တီဖြစ်မှာပါဒီတိုက်တိုင်လျားတွေကမျက်နှာကျဲချင်းဆက်နေတာဆိုတော့ကြွတ်တွေကတအိမ်နဲ့တအိမ်ကူးနေကြတာလေကိုခင်းကစကားအဆုံးတွင်ရေချိုးရန်အောက်ထက်ရေချိုးကန်တဲ့သို့ဝင့်သွားသည်ခိုင်ကတော့အပေါ်တက်လေကားချင်ရင်တွေရက်နေရင်းမှမျက်နှာကျက်စီကိုမော့ချမိသည်မျက်နှာချက်ကဟာလာဟင်းလင်းကြီးအကယ်၍ကိုခင်ပြောသလိုကြွတ်တွေသားဆိုရင်ဤမြလေးလံသည့်အရာတစ်ခုကိုဆွဲရွှေနိုင်မှာမလားကိုခင်ရေချိုးခန်းထဲမှပြန်ထွက်လာသည့်အချိန်တွင်အိမ်ထဲ၌ထူးဆန်းသည့်အနံ့တစ်ခုပြန့်လွင်လာသည်ထိုအနံ့ကပုတ်တိုးသည့်အနံ့မဟုတ်တစုံတစ်လောက်ကဆေးလိပ်ပြင်းပြင်းသို့မဟုတ်ဆေးပေါ်လိပ်ကိုတောက်နေသလိုမျိုးလက်ဆက်သည့်မိခိုးနှံမျိုးဖြစ်သည်ကိုခင်ဆေးလိပ်ထောက်တာလားမဟုတ်ခါဟုတ်ခိုင်ရဲ့တို့ကရေချိုးနေတာလေဘေးအိမ်ကလူတီတောက်တာမျက်နှာချက်ကနေအနံ့ဝင်လာတာထင်မှာပေါ့ခိုင်ဘာမှပြန်မပြောတော့တော့လေသူမဤစိတ်ထဲတွင်တော့ဒါဆိုဘေးအိမ်ကအတန်းတွေကဘာလို့တခါမှမကြားရတာလဲဟုတွေးနေမိသည်ဒီအိမ်ကိုရောက်တဲ့ကဘေးအိမ်တွေကလူနေတန်းကိုတခါမှမကြားရတကားပိတ်တန်းစကားပြောတန်းတီဗီတန်းဘာဆိုဘာမှမရှိပဲတင်ချိုင်းကုန်းတစ်ခုလိုတိတ်ဆိတ်လို့နေသည်ထိုညကတော့ကိုကင်တော့အိပ်ပေါ်သွားတော့လေခိုင်တော့လုံးဝအိပ်မပြောနိုင်ကလေးနှစ်ယောက်တကြားတွင်ဝက်နေရင်မှနားကိုဆွန့်ထားမိသည်ညတနာလီခန့်တွင်သူမကြောက်နေသည့်အတန်းကပြန်ထွက်ပြန်သည်ဂရုံဂရုံကြွီဒီတခါတော့အတန်းကပိတ်ထားသည့်ဘီးခန့်ထဲမှထွက်လာခြင်းဖြစ်သည်တစုံတစ်ခုကိုကျမ်းပြင်ပေါ်တွင်တရွတ်တိုက်ဆွဲနေရင်အိတ်ခန့်နေရန်ကိုလာတိုက်နေသလိုမျိုးအတန်းခိုင်ရင်တုံလုံး၍အသက်ရှူပင်ဖားချင်လာသည်သူမသည်အားတင်းကလက်နိုင်တမ်းမီကိုကင်ပြီးအခန်းပြင်ကိုတိတ်တဆိတ်ထွက်ခဲ့သည်ဖျားခန်းဘက်ကိုကြည့်လိုက်တော့လေဘာမှမရှိအရာအလုံးကတိတ်ဆိတ်နေသည်တိုးတော့ခုနဆေးလိနန်ကတော့ဖျားခန်းထဲတွင်ထူထူတတဲ့ပြန့်လွင်နေဆဲပင်ခိုင်သည်အမောင်ထဲတွင်တယောက်တည်းရနေရင်မှတစုံတယောက်ကသူမ၏ကြောနောက်တွင်ကက်ရက်နေသလိုခံစားလိုက်ရသည်အေးအေးဆက်ဆက်လေတိုးတန်တစ်ခုကသူမ၏နားတွင်နားကိုကတ်ပြီးထွက်ပေါ်လာသလိုမျိုးဘုံလို့ခိုင်လန့်သွားကအနောက်ကိုဆုပ်လိုက်မိကသူမ၏ခေါင်းကပဒင်းပေါက်တန်ပန်းနဲ့အားရပါရတိုက်မိသွားသည်နာကျင်မို့ကြောင့်လင်မြေများဝယ်သွားပြီးအလင်းလောင်ကိုဖွင့်ကြည့်လိုက်တော့လေအနားတွင်ဘသူမှမရှိသူမ၏ခေါင်းတွင်နာကျင်မှုသားအစ်စ်ဖြူ၍ကျန်နာတွေကဝေဝေဝါဝါပင်ဒီအိမ်မှာတခုခုတော့ရှိနေပြီငါ့ကိုတယောက်ယောက်ကချောင်းနေတယ်ခိုင်သည်ခေါင်းကိုကန်၍အိတ်ခမ်းထဲသို့အပြေးဝင်လာခဲ့သည်သူမရူမိသားစုဤအိမ်ကိုငှားဟဲ့မိသည်မှာအမားကလေးတစ်ခုဖြစ်လာသည်မိကိုသူမစတင်သိရှိလာပြီဖြစ်သည် Oops, did she hear us?